အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Kit Daily News Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ကျမတို့ရဲ့ Channel ကနေပြီးတော့ဒီကနေ့မှာခွာမျိုးနယ်ခြေဆိုင်ခမရ963တရင်မှအထူးတက်ချက်တူအပါဝင်စစ်မှုရန်တပ်သား1 4ဦးတနလီလက်ယူဆောင်လာပြီးအလင်းဝင်တိုက်ပွဲတွင်းမှာထွက်ပြေးလာသောစစ်မှုရန်တပ်သား1 3ဦးကိုလည်းအရှင်ဖမ်းဆီးရမိခဲ့တဲ့ဆိုတဲ့သတင်းနဲ့အတူအခြားနောက်ဆုံးရမြန်မာနိုင်ငံသတင်းတွေကိုတင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါရရှင်ရခိုင်ပြည်နယ်ကွာမြို့နယ်ခြေဆိုင်ခမာရ963တရင်မှဒုတက်ချက်တူအပါဝင်စစ်မှုရန်တပ်သား1 4ဦးတနက်လေးလက်ယူဆောင်လာပြီးတော့အလင်းဝင်ကတိုက်ပွဲတွင်ထွက်ပြေးလာသောစစ်မှုရန်တပ်သား1 3ဦးကိုလည်းအရှင်ဖမ်းဆီးရမိခဲ့ကြောင်း People's Revolution Alliance မှတာဝန်ရှိသူတူကပြောပြခဲ့ပါတယ်ပြီးခဲ့တဲ့အောက်တိုဘာလ23ရက်နေ့မှာအမ်ဘဒန်လမ်းပိုင်းစင်ပြုံးကျေးရွာနီမှာတာဝန်ကျနေတဲ့ခွားမြို့နယ်ခြေဆိုင်ခမာရ963တရင်မှဒုတက်ချက်တူအပါဝင်စစ်မှုရန်တပ်သား1 4ဦးကတနက်လေးလက်ယူဆောင်လာပြီးတော့ People's Revolution Alliance ထံသို့သက်ဆက်သွဲကအလင်းဝင်ရောက်လာခဲ့ကြောင်းသိရှိရပါတယ်ဒီလိုအလင်းဝင်ရောက်လာတဲ့ဒုတက်ချက်တူအပါဝင်စစ်မှုရန်တပ်သား1 4ဦးက MA1 တနက်တစ်လက် MA2 တနက်တစ်လက် MA3 တနက်2လက်နဲ့ KN တချို့ယူဆောင်လာခဲ့ကြောင်းသိရပါတယ်ကျွန်တော်တို့ကိုဆက်သွယ်ပြီးတော့ချိတ်ဆက်ဝင်ရောက်လာတာပါသူတို့ကစစ်မှုရန်တပ်သားအသစ်တွေပါပညာရေးချင်းမော်လိုက်ပြီးဒုတက်ချက်ကိုလည်းရာထူးပေးထားတာပါသူတို့ရှေ့ရန်နေရာမှာပဲကျွန်တော်တို့နဲ့ချိတ်ဆက်ပြီးအလင်းဝင်ရောက်ခဲ့တာပါလို့ People's Revolution Alliance မှာတာဝန်ရှိသူကပြောပြလိုက်ပါတယ်ဒါပြင်နေကန်တောင်နဲ့အမ်ဘဒန်လမ်းမိုင်းတိုက်ပွဲများမှာလည်းထွက်ပြေးလာတဲ့အကြမ်းဖက်စစ်သား3ဦးကိုလည်းငဖဲမြို့နယ်တွင်မှဖမ်းဆီးရမိခဲ့ကြောင်းရင်းစစ်သား3ဦးကခလာယာနေကို9တရင်နဲ့တမ66လက်အောက်ခံတာယာဝတီအခြေဆိုင်ခလာယာ35တရင်တို့မှအတင်းအဓမ္မပေါ်တာဆွဲခံရတဲ့စစ်မှုရန်တပ်သားတင်များဖြစ်တဲ့အတွက်ကြောင့်စစ်တုံးမှန်ဥပဒေနဲ့အညီကောင်းမွန်စွာထိန်းသိမ်းထားရှိကြောင်းသိရှိရပါတယ်လူထုတော်လှန်ရေးမဟာမိတ်အင်အားစုနေဖြင့်ဖြစ်ပေါ်ပြောင်းလဲလျက်ရှိနေတဲ့နိုင်ငံရေးအခင်းကျင်းနဲ့စစ်ရေးတူပူးပေါင်းဆောင်ရွက်မှုများမှာဆင်ဆက်မပြတ်ပါဝင်ဆောင်ရွက်နေတာဖြစ်ပြီးတော်လှန်ရေးရဲ့တောင်းဆိုမှုနဲ့အညီဆီယနာရှင်ပြုတ်ကြရေးအတွက်တပ်ပေါင်းစုတည်ဆောက်ရေးတွင်တော်၎င်းဒေသန္တရအစိုးရများ Federal Union များနဲ့ပူးပေါင်းရေးတော်၎င်းနှွေးတော်လှန်ရေးပြီးဆုံးတဲ့အထိတိုက်ပွဲဝင်ကြောင်း People's Revolution Alliance မှတာဝန်ရှိသူကဆက်လက်ပြောပြခဲ့ပါသေးတယ်ရှင်ဒုတိယတစ်ပုဒ်အနေနဲ့တင်ဆက်ပေးသွားတဲ့အကြောင်းအရာလေးကတော့အာယုတောင်ကျေးရွာမှာအင်အား80ခန်းရှိစေအုပ်စုကိုရေးဘလူးဝင်ရောက်တိုက်ခိုက်ပြူကောင်းဆောင်တရားရှိပြီးပြူလေးဦးသေဆုံးသွားတဲ့ဆွဲတဲ့ပဲဖြစ်ပါရဲ့ရှင်။မွန်ပြည်နယ်ရေးမြို့အာယုတောင်ကျေးရွာမှာအင်အား80ခန်းရှိတဲ့စေအုပ်စုကိုရေးဘလူးတပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက်ပြူကောင်းဆောင်တရားရှိသွားပြီးပြူလေးယောက်သေဆုံးသွားခဲ့တယ်လို့ရေးဘလူးအဖွဲ့ခေါင်းဆောင်ထံကသိရပါဗျ။ဒီဇင်ဘာလ9ရက်မနက်7:00နာရီဝန်းကျင်ချိန်မှာအာယုတောင်ကျေးရွာမှာပြူစောတီတွေကိုရေးဘလူးအဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။အခုကပြူစောတီကောင်းဆောင်လင်းဦးကိုဒုတိယအကြိမ်ဝင်ရောက်တိုက်ခိုက်တာပါသူ့ရဲ့ရုံးပေါ့အဲ့ဒီမှာသူ့ရဲ့တပ်သား4ဦးကြတယ်စိုးရင်တန်ရရှိရလဲရှိတယ်လင်းဦးကိုယ်တိုင်ကလည်းတနက်ထိသွားလို့ရေးစရုံကိုပို့ထားရတယ်လို့ရေးဘလူးကောင်းဆောင်ကပြောပါတယ်ပြူစောတီကောင်းဆောင်လင်းဦးရဲ့တရားကမပြင်းထန်မိမဲ့ပထမချိန်တိုက်ခိုက်တုန်းကထိမှန်ထားတဲ့တနက်တရားတော်မကောင်းမွန်သေးပဲပတ်တီးစီးထားတာကိုတွေ့ရပြီးအခုတစ်ချိန်မှာလည်းတနက်တရားထပ်မံရရှိသွားတာဖြစ်တယ်လို့သိရပါတယ်ပြူစောတီကောင်းဆောင်လင်းဦးကိုပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလ23ရက်နေ့ကလည်းရေးဘလူးတပ်ဖွဲ့ကပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်တရားပြင်းထန်ရရှိပြီးသေဆုံးသွားခဲ့ပြီလို့တော့သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်ရှင်။ပြူကောင်းဆောင်လင်းဦးကဗိုလ်ကြီးစင်တက်ထွက်တယောက်ဖြစ်ပြီးအာယုတောင်ရေးလန်းတရှောင်းမှာစစ်ဆေးရေးဂိတ်ဖွင့်ကလမ်းသွားလမ်းလာတွေကိုစစ်ဆေးဆောင်ရွက်လေးရှိရတယ်လို့လည်းကျမတို့အနေနဲ့စုံစမ်းသိရှိထားပါသေးတယ်။စစ်တပ်နဲ့ပူးပေါင်းနေရင်နေမဟုတ်တဲ့နေ့ဒီလိုအရေးနဲ့တော့ကြုံတွေ့ရမှာပဲကျွန်တော်တို့ကလည်းမွန်ပြည်နယ်ထဲမှာဒီလိုကောင်းတွေကိုအရှင်ထားမှာမဟုတ်ပါဘူးကျွန်တော်တို့အကုန်လုံးတုတ်တင်ရှင်းလင်းသွားမှာပါကျွန်တော်တို့တနက်တွေကပြည်သူအတွက်ပဲသစ္စာဆိုထားတာစစ်တပ်နဲ့ပေါင်းရင်တော့ဘယ်သူကမှဗတ်တစစ်ရွေးနေမှာမဟုတ်ဘူးလူအဖွဲ့ကောင်းဆောင်ကပြောပြခဲ့ပါသေးတယ်ရှင်တတိယတစ်ပုဒ်အနေနဲ့တင်ဆက်ပေးသွားရင်ကတော့ဒီပဲရင် American ရွာလီကျောင်းတိုက်ခိုက်မှုမှာသေဆုံးသူ20ကျော်ရှိလာတဲ့ဆွဲတဲ့ပဲဖြစ်ပါတယ်စကိုင်းတိုင်းဒေသကြီးဒီပဲရင်မြို့နယ် American ကျေးရွာမှာစီကားနေတဲ့လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကိုစစ်ကော်မရှင်တပ်ကလေကြောင်းကနေပုံကျဲပစ်ခတ်တိုက်ခိုက်တဲ့အတွက်ကြောင့်သေဆုံးသူ20ခန့်ရှိခဲ့တယ်လို့ကျေးရွာနယ်နီးစပ်သူတွေစီကနေသိရှိထားပါတယ်။ဒီဇင်ဘာလ9ရက်နေ့ည8:10မိနစ်ခန့်ချိန်မှာတရားဥလီတပ်ဘက်ကနေတက်လာတဲ့ Jet Fighter တစ်စီးကျေးရွာထဲကိုအထက်ပါလက်ဖက်ရည်ဆိုင်ကို rocket တစ်လုံးဆိုင်နီးလူနေအင်ချားကိုတစ်လုံးပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။ရွာပေါ်မှာမြင်ရတဲ့သူတွေပြောပြချက်အရရွာပေါ်မရောက်ခင်ကတည်းကပြစ်တာပါမီဒီယာနှစ်တန်းမြင်ရတယ်လက်ဖက်ရည်ဆိုင်ရွာသူရွာသားတွေကြည်နေတဲ့ဆိုင်ထဲတစ်ခုကြားတယ်လမ်းမနောက်ဖက်နေမော်တလုံးကြားတယ်လက်ဖက်ရည်ဆိုင်မှာရှိနေတဲ့သူတွေအားလုံးဒီပါထိခိုက်သေးဆုံးခဲ့ကြရပါတယ်အိမ်နာပတ်ဝန်းကျင်မှာထိခဲ့တဲ့သူတွေရှိတယ်လို့ကြေးရွာနယ်နီးစပ်သူတို့ကပြောပါတယ်ပြစ်ခတ်မခံခံရခင်လူဦးရေ40ကျော်လောက်လက်ဖက်ရည်ဆိုင်မှာဘောလုံးပွဲကြည့်နေခဲ့ကြတာဖြစ်ပြီး rocket နဲ့လာပစ်ချိန်ကဘောလုံးပွဲပြီးခါစားအချိန်လာကြည့်သူအချို့ပြန်သွားတဲ့အတွက်ထိခိုက်သေးဆုံးသူအခုလောက်သာရှိခဲ့ရတယ်လို့သူကဆက်ပြောပါသေးတယ်။သေဆုံးသူတွေထဲကအသက်9နှစ်အောက်ကလေး2ဦးနဲ့အမျိုးသမီးလောင်း3လောင်းအပါအဝင်18လောင်းကိုရထားပြီးအလောင်းမရပဲခနာကိုတစားစီဖြစ်သွားတဲ့သူတွေလည်းရှိတာကြောင့်စုစုပေါင်းသေဆုံးသူက20ကျော်ရှိရလို့ဆိုပါသေးတယ်။သေ
တည်ဆုံးသူတွေထဲက18ဦးကတော့ဦးလင်းအောင်အသက်50နှစ်ဒေါ်ထေးစီ53နှစ်ဦးတန်းစောဦးတိုင်နဲ့ဦးတင်ရွှေ89နှစ်ဒေါခင်မအေး53နှစ်ဦးဖိုးနီ44နှစ်ဒေါခင်မော59နှစ်ဦးမြတ်ရှိန်82နှစ်ဦးညံပို85နှစ်ဦးရဲထက်33နှစ်ဦးစောထေး44နှစ်ပူတူ38နှစ်မောင်ခန့်စရာအောင်9နှစ်ကိုဝင်းရန်38နှစ်ဦးမြင့်တောင်58နှစ်ဦးကျော်မြင့်59နှစ်ကိုဖြိုးအသက်20နှစ်ဥက္ကဋ္ဌ56နှစ်တို့ဖြစ်တယ်လို့သိရပါတယ်။ဒါပြင်ထိခိုက်ဒဏ်ရာရှိသူ20နီးပါးရှိပြီးတော့ထိခိုက်တဲ့သူတွေကိုချက်ချင်းကယ်ဆယ်လို့ဆောင်ရလို့ကြားမရေတွက်တွေစီစဉ်နေကအနည်းအဆယ်လုံးနီးပါးလေးပျက်စီးခဲ့လို့သိရပါတယ်။အမေရိကန်ကြီးရွာကိုကျဲတာကတော့အထိခိုက်ရှိတယ်။ရွာလေကောင်လက်ဖက်ရည်ဆိုင်ကိုကျဲသွားတာလက်ဖက်ရည်ဆိုင်မှာတော့ဘာမှမရှိပါဘူး။အားလုံးလက်ဖက်ရည်တောက်စကားပြောရင်းနဲ့ TV စုကြည့်ကြတာပါ။ရွာသူရွာသားတွေအားလုံးပါ40လောက်ရှိမယ်။ဘုံတလုံးကကြောက်ပေါက်ကွဲပြီးတော့ပထမပွဲချင်းပြီး9ဦးသေတယ်လို့နောက်ထပ်ဒေသခံတူကပြောပါတယ်။လက်ရှိချိန်မှာထိခိုက်ဒဏ်ရာရှိတဲ့သူတွေကိုလည်းစိတ်ကူးသပေးနေလျက်ရှိပြီးသေဆုံးတဲ့သူတွေကတော့ဒီဇင်ဘာလ6ရက်နေ့မှာတကြိုသွားပါမယ်။အမေရိကန်ရွာမှာအင်ချီ900ကျော်ရှိပြီးတိုက်ခိုက်မှုကြောင့်ဒေသခံတွေလည်းထွက်ပြေးတိမ်းရှောင်ခဲ့ရကတချို့ကတော့ဒီမနက်ပိုင်းမှာရွာကိုပြန်လာနေကြတယ်လို့ဆိုပါတယ်။စစ်ကော်မရှင်တပ်ကဒီဇင်ဘာလ10ရက်အတွင်းမှာရွှေဘိုခင်ဦးဘူးတလင်းစားရဲ့ကြေးရွာတွေကိုလည်းနေ့စဉ်ဒီပါလီကျောင်းကနေပုံကျဲတိုက်ခိုက်ဒေသခံတွေထိခိုက်သေးဆုံးမှုတွေရှိနေခဲ့တယ်လို့လည်းသိရှိရပါသေးတယ်ရှင်။ဟုတ်ကဲ့ပါရှင်ဆက်လက်ပြီးတင်ဆက်မယ့်သတင်းအကြောင်းအရာလေးကတော့မော်တောင်မြို့မှာစစ်တပ်ကမူရဲစေဝါရောင်းချပြီးစစ်ဆောင်ပြည်သူများကိုဘုံချဲတပ်ပြတ်ရန်လှုံ့ဆော်နေတဲ့စစ်တပ်သတင်းပေးအမျိုးသမီးတူကိုအရှင်ဖန်စီရမိတဲ့ဆွဲသတင်းပဲဖြစ်ပါတယ်။ဒီနေ့တိုင်းဒေသကြီးမော်တောင်မြို့မှာအကြမ်းဖက်စစ်တပ်ကမူရဲစေဝါရောင်းချပြီးစစ်ဆောင်ပြည်သူများကိုဘုံချဲတပ်ပြတ်ဖို့အတွက်လှုံ့ဆော်နေတဲ့စစ်တပ်သတင်းပေးအမျိုးသမီးတူကိုအရှင်ဖန်စီရမိခဲ့ကြောင်းဒေသရင်းစစ်သတင်းရင်းမြစ်ကပြောပြခဲ့ပါတယ်။နိုဝင်ဘာလ14ရက်နေ့မှာမော်ရောင်မြို့ကိုတော်လိုင်းတပ်ဖွဲ့များကအပိသက်တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်အကြမ်းဖက်စစ်တပ်ကိုသတင်းပေးပြီးပြည်သူများကိုပုံကျဲတပ်ဖြတ်ဖို့အတွက်လုံဆော်ရေးသားနေတဲ့မော်ရောင်မြို့မှာနေထိုင်တဲ့စစ်တပ်သတင်းပေးတော်ထိထိရီကိုတော်လိုင်းတပ်ဖွဲ့များကလိုက်လံရှာဖွေခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဒီလိုလိုက်လံရှာဖွေစဉ်မှာဒေါ်တထေးရီကိုစစ်ပေးရှောင်းစကန်တစ်ခုမှာတော်လိုင်းတပ်ဖွဲ့များကတွေ့ရှိခဲ့ပြီးဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းဒါပြင်၎င်းကိုတုံပန်းဥရိများနဲ့အညီကောင်းမွန်စွာထိန်းသိမ်းဆောင်ရှောက်ထားပြီးစစ်ဆေးမေးမြန်းမှုများကိုလည်းဆက်လက်လှုံ့ဆော်နေရှိထားတာပဲဖြစ်ပါတယ်ရှင်။ဖမ်းဆီးရမိထားတဲ့ဒေါ်တထေးကြီးရဲ့လက်ကင်ဖုန်းအတွင်းမှာအကြမ်းဖက်စစ်တပ်နဲ့ဆက်သွယ်ထားသောအချက်အလက်များ၎င်းရဲ့ TikTok အကောင့်မှာဆက်ဆောင်ပြည်သူများနဲ့ PDF တပ်ဖွဲ့များကိုပုံကျဲတပ်ဖြတ်ခိုင်းသောလုံဆော်ရေးသားထားတဲ့မှတ်တမ်းများတွေ့ရှိခဲ့ရပြီးအကြမ်းဖက်စစ်သားများကိုမူရစ်စေဝါရောင်းချခဲ့ကြောင်းမှဝန်ခံထွက်ဆိုခဲ့တယ်လို့သိရပါတယ်။အခုတော့သူ့ကိုကောက်မွန်မွန်ပဲဆက်လက်ထိန်းသိမ်းထားပါတယ်။သူကိုယ်တိုင်လည်းလုပ်ခဲ့ပါတယ်လို့ဝန်ခံထားတယ်။သူ့မျိုးသားကစစ်သားပဲမူရစ်စေမှုတွေနဲ့ခဏခဏအဖမ်းခံရပြီးအခုဘယ်ရောက်နေမှန်းတော့မသိဘူးလို့သူကိုယ်တိုင်ပြောတယ်။သူ့မှာကလေး3ယောက်ရှိတယ်။သူကလေးလေးတွေကိုလည်းကျွန်တော်တို့ကဆက်ဆောင်စကန်မှာပဲထားပြီးတော့ကောက်မွန်မွန်စောင့်ရှောက်ထားတာ။ဒေါ်တထေးယူကိုကျွန်တော်တို့ရဲဘော်တွေကရိုင်းနှက်နေဆက်တာလည်းမရှိဘူး။ဘလို့ဆက်လက်အရေးယူမလဲဆိုတာကတော့သက်ဆိုင်ရာအဖွဲ့တွေကလှုံ့ဆော်ပါလိမ့်မယ်လို့ဒေသရင်းစစ်သတင်းမြစ်ကဆိုပါတယ်။မော်ရောင်မြို့ကနိုဝင်ဘာလ14ရက်နေ့မနက်စောပိုင်းမှာတော်လိုင်းတပ်ဖွဲ့များကသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းမော်ရောင်မှာရှိတဲ့နောက်ဆုံးကျင်းနေတဲ့စစ်တပ်စခန်းကုန်းကိုတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မော်တောင်မြို့ကိုသိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်းမော်ရောင်မြို့က KNL ဦးဆောင်တဲ့တော်လိုင်းတပ်များကလာပေါင်းများစွာပေးဆိုတိုက်ခိုက်ခဲ့ပြီးတဲ့နောက်နိုဝင်ဘာလ17ရက်နေ့မှာစတင်ပြီးတော်လိုင်းတပ်ပေါင်းစုကအပိသက်ထိုးစစ်ဆင်ခဲ့ကြောင်းနိုဝင်ဘာလ14ရက်နေ့မှာအပိသက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိထားတာပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါကျမတို့ရဲ့တင်ဆက်ပေးမှုလေးကတော့ဒီမှာနေပြီးဆုံးပါပြီရှင်အခုလိုနာတော်တာဆင်အားပေးခဲ့ကြတဲ့အတွက်ပရိသတ်တွေကိုကျေးဇူးထူးပဲတင်ရှိလိုက်ပါရစေရှင်